သက်ဆက်ရှင်တစ်ကအရန်ချစ်ခဲ့ရတဲ့ချစ်ဦးသူတယောက်ရှိခဲ့တော်နမရမိုးမိုးအေးမိုးတွင်မှလမ်းခွဲခဲ့တယ်ကျွန်တော်တို့နှစ်ယောက်အဲ့တော့ပြေရောအဖေလမ်းလျှောက်လေးကျင့်လို့နေတော့ဦးအော်ဒီမိုးရည်ထဲမှာလမ်းလျှောက်တယ်โอ้ဒုက္ခပြောသမင်းသားမယ်ဘာမှတလိုက်မလားနိုတို့ဖေပါယူထားတယ်ဟိုမှာလမ်းလျှောက်ရတယ်အာပါမိုးရည်ထဲမှာမသိသူဘာဖြစ်နေမသိဘူးမသိသူကသူ16နှစ်များကြာတယ်လိုက်သွားဘယ်လဲဆရာကြီးသမင်းစားမယ်ဆိုပြောတော့ပြောသမင်းစားမယ်ဆိုလမ်းလျှောက်လေကျင့်လမ်းလျှောက်လေကျင့်နေတယ်မပြုတ်လည်းမသိဘာမှပြုတ်တယ်ကျွန်တော်နိုင်ဝက်ပဲနိုင်ဝက်တော့ကျွန်တော်ကိုအိုက်တင်ရပြီမိုးသချင်းနဲ့ရကြည့်လို့ဟုတ်ကျွန်တော်ပြောတာကျန်တဲ့အချိန်မှာလေ့ကျင့်လို့မရဘူးလားကိုဘာပဲတော့သေရုပ်ဆောင်ပဲဖြစ်ပါဖြစ်ကျန်တဲ့အချိန်မှာလေ့ကျင့်လို့မရဘူးလားကျန်တဲ့အချိန်မှာမရဘူးကျွန်တော်တကယ်ခံစားချက်ဇက်လန်ရှိကြလို့မိုးတွင်းနဲ့တိုက်ခိုင်လို့ကိုကျွန်တော်လေ့ကျင့်နေတာဒီမှာခံနေကုန်ပြီကျွန်တော်အသက်ဖက်ရှင်တစ်ကအရန်ချစ်ခဲ့ရတဲ့ချစ်ဦးသူတယောက်ရှိခဲ့တော်နမရမိုးမိုးအေးမိုးတွင်းမှလမ်းခွဲခဲ့တယ်ကျွန်တော်တို့နှစ်ယောက်မဟုတ်တာအရင်ကအတိတ်တွေနဲ့အခုကပြန်ပြီးဆက်နေတော့တိုက်ဆိုင်လို့အဲ့ဒါကျွန်တော်ခံစားရတော့ကျွန်တော်ရကြည့်လို့ဒီအသေးရွယ်ထိခံစားနေရတော့ပြစ်ဆိုတာလက်ယူအများတစ်နှုတ်ပြုံးနေတယ်လက်ယူအများနှုတ်ပြန်ခံနေတယ်ကျွန်တော်ပြောတာကျန်တဲ့အချိန်မှာခံစားလို့မရဘူးလားဘိုးသေးမှပဲဆိုအများကိုပြောရလို့တော့မယ်ပြစ်တဲ့ပြစ်တွေကဒီနေ့မှရပူတော့လေအောင်ဟုတ်တော့အဲ့ဒါနားထောင်ပါဘလို့ဘလို့လမ်းခွဲခဲ့လဲဆိုတာနည်းနည်းနားထောင်ပါဟိုအတက်ထမကချစ်ခဲ့ရတဲ့ချစ်ဦးလူချစ်လောလောဟေး